ဒီနေ့မှာတော့လူသားတွေရှိတဲ့ကမ္ဘာမြေကိုဒေသနိုင်ဖို့ရောက်ရှိလာခဲ့တဲ့ဂျိုသားတွေကလူသားတွေရဲ့ဂျားထဲမှာရှိနေတဲ့အယူအဆဆွဲလန်းတွေတဲ့ဘာသာရေးအလွဲသုံးချမှုတွေကိုပုတ်ကွက်ကူကွင်းမြင်တာအောင်ထုတ်ဖော်ပြသသွားခဲ့တဲ့လင်နာကြီးအာမီခန်ရဲ့ဟောင်းပေပဲကောင်းနေစေစကားကောင်းလေးတစ်ခါကိုပီကက်ပြုလုပ်ပြီးတော့မှဖြစ်ပါတယ်။ဂျေပြောလာတဲ့စစ်ကြောင်လာကြီးထဲမှာဂျယ်ရီဘလောက်တော့ညပြနေပလဲဆိုတာဘသူကမှအတိအကျမသိနိုင်ပါဘူး။ကျွန်တော်တို့ရဲ့ glassy ထဲမှာရှိနေတဲ့ cherry ကိုပဲတလုံးချင်းလိုက်ရင်ပဲဆိုရင်တော့နှစ်ပေါင်း6000လောက်ကြာမြင့်မှာဖြစ်တယ်လို့ဒီလို glassy ပေါင်းဟာလည်းဂတိကတာမကတရှိနေခဲ့တာပါဒီတော့ကျေပြောလာတဲ့ဟင်းလင်းပြည်ကြီးထဲမှာကျွန်တော်တို့ကဘာမြေလိုမျိုးပတ်ရှိတွေနေတိုင်းနဲ့တခြားချိုရီရောမရှိနိုင်ဘူးလားဆိုတဲ့မိခွန်းနဲ့အတူဇလန်းကစတင်လာခဲ့ပါတယ်အိန္ဒိယနိုင်ငံရဲ့ရာချက်စတန်ပြည်နယ်ကချုပ်သွေးလာတဲ့သေကနာယဘင်းကြီးဘုတ်ကိုအာကာသရင်စင်းကဆင်းသက်လာခဲ့ပါတယ်အဲ့ဒီရေပေါ်ကနေထူးဆန်းတဲ့ဂျိုသားတယောက်ကဆင်းလာခဲ့ပြီးသူ့ရဲ့ခန္ဓာကိုယ်မှာတော့ဘာဝစ်စားမှပါမလာခဲ့ပါဘူးဂျိုသားရဲ့လဲပင်မှာတော့စိတ်ဆူပြီးတောက်ပနေတဲ့ကြောက်တုံးလေးတစ်ခုကိုဆွဲထားခဲ့ကအဲ့ဒါကတော့သူကိုအာကာသထဲကနေလာချုံမဲ့ရင်ကိုပြက်ခိုးပြီးနိုင်တဲ့ဘဝရင်းခလုတ်တဲ့ဖြစ်ပါတယ်ဂျိုသားဟာကဘာမြေကိုလေ့လာဖို့ရောက်ရှိလာခဲ့တာဖြစ်ပေမဲ့သူရောက်ချင်းမှပဲခက်ဆုံးမှုနဲ့တွေ့ကြုံခဲ့ရပါတော့တဲကနာရထဲမှာတယောက်တည်းလမ်းလျှောက်နေခဲ့ရင်အဝေးကနေရေဒီယိုတန်တစ်ခုကိုကြားလိုက်ရတဲ့အတွက်ဂျိုသားကအဲ့နေရာကိုဆက်စုဖို့တွားကြည့်ခဲ့ပါတယ်အဲ့မှာတော့အသက်ကြီးကြီးလူတယောက်ကယထာတန်လန်းရဲ့ဘေးမှာလမ်းလျှောက်နေခဲ့တာကိုတွေ့လိုက်ရပါတယ်ဂျိုသားကဝစ်စားမပါပဲအဖီးလွာတွားရောက်နှုတ်ဆက်ခဲ့တဲ့အခါမှာတော့အဲ့ဒီလူကြီးကလည်းထိတ်လန့်သွားခဲ့ပါတယ်ဒါပေမဲ့ဂျိုသားရဲ့လဲပင်ကတောက်ပနေတဲ့ကြောက်စင်းရောင်ဝေးထင်းခလုတ်လေးကိုတွေ့မြင်သွားခဲ့တဲ့အခါမှာတော့အဲ့လူကြီးကဂျိုသားစီကနေလူယူပြီးဖပီးသွားခဲ့ပါတော့ဂျိုသားလည်းသူရဲ့ရေးချီလာတဲ့ဝေးထင်းခလုတ်ကိုရဖို့အတွက်ယထာနောက်ကိုအသေးအသေးလိုက်ခဲ့ပေမဲ့လူကြီးရဲ့ရေဒီယိုဟောင်းကိုသာလက်ထဲမှာဆွဲမိလိုက်ပြီးယထာပေါ်ပါသွားခဲ့တဲ့လူကြီးကိုတော့ပမီလိုက်ပဲကြံရစ်ခဲ့ရပါတယ်စကားလည်းမပြောတဲ့လူတွေရဲ့ရေးချီမှုကိုလည်းနားမလည်တဲ့ဂျိုသားဟာဒီကဘာမြေကြီးပေါ်မှာအထီးကျန်စွာနဲ့ဒုက္ခရောက်နေခဲ့ရပါတယ်တစ်ချိန်တည်းမှာပဲကီလိုမီတာ9000ကျော်ဝေးကွာတဲ့ဘယ်လ်ဂျီယံနိုင်ငံဘရူချက်မြို့လေးမှာတော့ဂျပူလို့ခေါ်တဲ့အိန္ဒိယသူတွေတယောက်ဟာကျုံးတက်ရင်နေထိုင်ရရှိပါတယ်။သူမဟာပြောနေတတ်တဲ့မင်းကလေးတယောက်ဖြစ်ပြီးဒီနေ့မှာတော့သူမရန်ကိုချွတ်ပြန်လို့တဲ့အမီတာဘာကျန်ရဲ့တပြားရွတ်ဆိုပွဲကိုတွားဖို့အတွက်ဟစ်စင်နေခဲ့ပါတယ်။ဒါပေမဲ့ပွဲကလက်မှတ်တွေကုန်သွားပြီဖြစ်တဲ့အတွက်သူကလည်းစိတ်ပြက်နေတော့မှပဲဆာဖရက်လို့ခေါ်တဲ့လူငယ်လေးတယောက်နဲ့တွေ့ဆုံခဲ့ပါတယ်။ဆာဖရက်ဟာလည်းလက်မှတ်ဝဲဖို့ထူးဆန်းနေသူတယောက်ဖြစ်လို့နေခဲ့တာပါ။သူတို့နေအောင်ဟာမောက်ကိုလက်မှတ်ရောက်တဲ့ဒုတိယစီကနေဇီချီချီပေးပြီးလက်မှတ်ဆောင်ကိုအထူးထူးဝယ်ယူဖို့ဆုံးဖြတ်ခဲ့ကြပါတယ်။သူတို့မှရှိတဲ့ပတ်စံတွေကိုစုပေါင်းပြီးဝယ်ဖို့ဖြစ်နေတော့ကပဲအဖိုးကြီးတယောက်ကသူတို့ကိုလက်မှတ်ဝယ်ပေးမယ်ဆိုပြီးလိန်ညာကအစူပါပောက်ကိုလက်မှတ်ကိုယူပြီးဂျားကနေထက်ခုတ်သွားခဲ့ပါတယ်။ဂျက်ကူကအစူပါဖိုးကြီးကိုရန်ရှာဖို့လှုပ်ဆောင်နေခဲ့တဲ့ချိန်ပါပဲလုံခြုံရေးတွေကရောက်ရှိလို့လာခဲ့တာကြောင့်ဆာဖရက်လည်းဂျက်ကူကိုစပိန်ပေါ်တင်ကနင်းပြခဲ့ရပါတော့အဲ့နောက်မှာတော့သူတို့နှစ်ယောက်ဟာလက်မမရပဲဖြစ်ခဲ့ရပြီမဲ့ဒီယောက်နဲ့တယောက်ပူပြီးတော့ရင်းနှီးသွားခဲ့ကြပါတယ်။ဆာဖရာဟာပါကစ္စတန်နိုင်ငံကရောက်လာပြီးပြည်သူ့ကပညာကိုလေ့လာနေခဲ့တဲ့ကျောင်းသားတစ်ယောက်ဖြစ်ပြီးဂျက်ကူကတော့အိန္ဒိယနိုင်ငံကနေရုပ်သက်သတင်းပညာဒါရောက်သင်ကြားနေတဲ့ကျောင်းသူတစ်ယောက်လည်းဖြစ်ပါတယ်။သူတို့နှစ်ယောက်ဟာပတူနေတဲ့နိုင်ငံတွေကနေရောက်လာခဲ့ကြပေမဲ့လည်းတယောက်နဲ့တယောက်ချစ်ချိုက်မိသွားခဲ့ကြပါတယ်။ပရူချက်မျိုးလေးရဲ့လှပတဲ့မြင်ကွင်းတွေကြားမှာသူတို့နှစ်ယောက်ရဲ့အချစ်ဇလန်းလေးကလည်းတာယာလှပနေခဲ့ပါတယ်။ဒါပေမဲ့ဒီချစ်ဇလန်းကပန်းခင်းလည်းတော့မဟုတ်ခဲ့ပါဘူး။ဂျက်ကူကသူမရဲ့ချစ်ဇလန်းကိုအင်္ဂါမိဘတွေကိုဗီဒီယိုကောကနေစင်ပြောပြခဲ့တဲ့အခါမှာတော့သူမရဲ့ဖခင်ကပြင်းပြင်းထန်ထန်ကန့်ကွက်ခဲ့ပါတယ်။သူမရဲ့ဖခင်ဟာအိန္ဒိယနိုင်ငံကနာမည်ကြီးဘာသာရေးဆရာဒါပါစီရဲ့တပည့်ရင်းတယောက်ဖြစ်ပြီးဘာသာရေးအစွဲလန်းအရင်တီသူတယောက်လည်းဖြစ်ပါတယ်။တပည့်ဖြစ်သူချစ်နေတဲ့သူဟာပါကစ္စတန်နိုင်ငံသားမွတ်စလင်တယောက်ဖြစ်နေတဲ့အတွက်သူမရဲ့ဖခင်ဟာလုံးဝလက်မခံနိုင်ဖြစ်နေခဲ့တာလည်းဖြစ်ပါတယ်။အဲဒီနောက်မှာတော့သူမရဲ့ဖခင်ကသူမကိုဘာသာရေးဆရာဒါပါစီနဲ့ဓာတ်ရိုက်စကားပြောဆိုခိုင်းခဲ့ပါတယ်။ဒါပါစီကဂျက်ကူကိုကြည့်ပြီးဟိုကိန်းထုတ်ခဲ့တာကတော့ဒီပါကစ္စတန်လူငယ်လေးဟာသူမကိုသစ္စာဖောက်ပြီးထားခဲ့လိမ့်မယ်ဆိုတာပါပဲ။ဒီစကားကြောင့်ပဲဂျက်ကူတယောက်စိတ်တွေရှုပ်ပွေးသွားခဲ့ပြီးပဲသူတို့နှစ်ယောက်ရဲ့ချစ်ကိုတက်တည်ထူနိုင်ဖို့အတွက်နောက်တနေ့ပါပဲလက်ထပ်ကြဖို့ဘုရားကျောင်းမှာဆာဖရက်ကိုချိန်ဆခဲ့ပါတယ်။ဒါပေမဲ့မပြောလင့်ထားတဲ့အဖြစ်တစ်ခုကဖြစ်ပေါ်လာခဲ့ပါတယ်။ဆာဖရက်ဟာချိန်ဆထားတဲ့နေရာကိုရောက်လာခဲ့ပဲကလေးလေးတယောက်ကနေစင်သူမကိုစောက်ပြီးပို့ခဲ့တာလည်းဖြစ်ပါတယ်။
ဒီစာထဲမှာတော့သူတို့နှစ်ယောက်ရဲ့နိုင်ငံနဲ့ဘာသာရေးပထူညီမှုတွေကြောင့်ဆက်လက်ပေါင်းသင်းမှုမဖြစ်နိုင်တော့တဲ့အကြောင်းနဲ့သူမကိုတောင်းပန်တဲ့အကြောင်းတွေကိုရေးသားထားခဲ့ပါတယ်။ဂျက်ကူတယောက်ဆာဖရက်ရဲ့စာကိုဖတ်ရှုပြီးတဲ့နောက်မှာတော့ဒါပါစီရဲ့ဟော်ကင်ကပန်သွားပြီလို့ယူဆကအသေးကွဲပြီးယူကျုံပြဖြစ်ခဲ့ရပါတော့တယ်။ဒီလိုနဲ့ဂျက်ကူဟာသူမရဲ့ဝန်တဲ့ပုတွေကိုရင်ဝယ်ပိုက်ပြီးအိန္ဒိယနိုင်ငံကိုပြန်လာခဲ့ရပါတော့တယ်။6 လတာအချိန်ကာလဟာကုန်ဆုံးသွားပြီးတဲ့နောက်မှာတော့အိန္ဒိယနိုင်ငံရဲ့မြို့တော်နယူးဒေလီမြို့ကြီးရဲ့ဘူပြရထားလမ်းပေါ်မှာရထားတစ်စင်းဟာအရှိန်ဟုန်နဲ့ခုံမောင်းနေခဲ့ပြီးမြို့ပြရဲ့လူနေမှုပုံစံတွေကတော့အရင်အတိုင်းပဲစီကားလို့နေခဲ့ပါတယ်။ဒီချိန်မှာတော့ဂျက်ကူဟာသူမရဲ့နေရဖြစ်တဲ့အိန္ဒိယကိုပြန်လည်ရောက်ရှိနေခဲ့ပြီလေဖြစ်ပါတယ်။ဒါပေမဲ့ဝန်နေစရာကောင်းတာကတော့သူမရဲ့ဖခင်ဖြစ်သူဟာဆာဖရက်ရဲ့ကိစ္စနဲ့ပတ်သက်တဲ့အထင်မြင်လွဲမှုတွေကြောင့်ဂျက်ကူကိုအင်းထဲကိုပြန်လည်ဝင်ခွင့်မပြုဘဲလက်မခံခဲ့တာလေဖြစ်ပါတယ်။ဒါကြောင့်ပဲဂျက်ကူဟာအင်ကိုပြန်မနေတော့ပဲနယူးဒေလီမြို့မှာပဲသတင်းဌာနတစ်ခုမှာအလုပ်ဝင်ပြီးကိုချလောက်ပုတ်ကိုရက်တည်နေခဲ့ပါတယ်။သူမဟာဘနက်ခင်းတိုင်းဘူးပြည့်ထားစီပြီးဂျုံတက်ရလေးရှိပြီးတတိပါတော့သူမရဲ့လူဖို့ခိုင်ပတ်တငယ်ချင်းတယောက်နဲ့အတူယထာဖို့ပါစကားပြောဆိုရင်းလိုက်ပါလာခဲ့ပါတယ်။သူတို့ပြောဆိုနေတဲ့အကြောင်းအရာကတော့သတင်းဌာနရဲ့အဒီယာချုပ်ကခွေးတကောင်စိတ်သက်ချနေတဲ့အကြောင်းကိုသတင်းထူးအနေနဲ့ရိုက်ကူးထားတဲ့အကြောင်းပဲဖြစ်ပါတယ်။ဂျက်ကူကတော့ဒီလိုနှစ်သားလာမရှိတဲ့သတင်းမျိုးကိုစစ်ပပါလက်ပပါနဲ့ပဲလုတ်ကင်နေခဲ့ရပါတယ်။ယထာဘောပါထိုင်နေရင်းနဲ့ဂျက်ကူဟာထူးဆန်းတဲ့လူတစ်ယောက်ကိုသတိထားမိသွားခဲ့ပါတယ်။အဲဒီလူကတော့အခြားသူမဟုတ်ပဲဂျိုသားလေးပီကေပဲဖြစ်ပါတယ်။ပီကေဟာခေါင်းမှာဝါရောင်ဆိုင်ကယ်စီအုတ်ထုပ်ကိုစောင်းထားပြီးနေပင်မှာလည်းပရိတွေအများကြီးကိုဆွဲထားခဲ့ပါတယ်။သူရဲ့လက်ထဲမှာတော့ဆောင်းရွက်စာတန်းတွေဖြစ်ပါတယ်။လက်ဆွဲကြီးတစ်လုံးနဲ့ကဆက်ဟောင်းဒီတစ်လုံးကိုလည်းအခုမှတိုင်ပြီးဝဲထားခဲ့ပါသေးတယ်။ပီကေဟာယထာဘောကလူတွေကိုအိုက်လန်ပြီးဆောင်းရွက်လေးတွေဝင်ခနေတာကိုဂျက်ကူကစိတ်ဝင်စားနဲ့ကြည့်ရှုနေပြီးခဲ့ပါတယ်။ပီကေဟာဂျက်ကူတို့ရှေကိုရောက်ရှိလာခဲ့တဲ့အခါမှာလည်းဆောင်းရွက်လေးတွေကိုကပ်ပြီးခဲ့ပြီးအခြားလူတွေကိုဆက်ဝေဖို့ထွက်သွားခဲ့ပါတယ်။ဂျက်ကူဟာပီကေပေးသွားတဲ့ဆောင်းရွက်လေးကိုကြည့်လိုက်တဲ့အခါမှာတော့အိုးတော့ခဲ့ရပါတယ်။အဲဒီဆောင်းရွက်ပေါ်မှာပျောက်ဆုံးနေပါသည်ဆိုတဲ့ခေါင်းစဉ်နဲ့အတူနတ်ဖျားတွေဖြစ်တဲ့ဂဏိရှာနတ်ဖျားခရစ်ယာန်နတ်ဖျားနဲ့အခြားနတ်ဖျားပုံတွေကိုရိုင်းနှိပ်ထားတာကိုလည်းတွေးလိုက်ရလို့ပါပဲ။စာရွက်ရဲ့အောက်ဆုံးကတော့တူရှိပါကပိကေထန်ကိုဆက်သွယ်ပေးပါလို့ရေးသားထားတာလည်းဖြစ်ပါတယ်။ဒီလိုထူးဆန်းတဲ့လုပ်ရက်ကိုမြင်လိုက်ရတဲ့အခါမှာတော့သတင်းတောက်တယောက်ဖြစ်တဲ့ဂျက်ကူဟာဒါဟာသတင်းကောင်းတစ်ခုဖြစ်လာနိုင်တဲ့ဆိုတာကိုချွတ်ချင်းပဲသိလိုက်ရပါတော့တယ်။ဒါကြောင့်သူမဟာယထာဘောကနေဆင်းသွားခဲ့တဲ့ပီကေရဲ့နောက်ကိုမဆိုင်မတော်ပဲလိုက်ပါသွားခဲ့ပါတယ်။ပီကေဟာယထာဘူရာယုံရဲ့ခုန်တလျာတစ်ခုမှာထိုင်နေခဲ့တဲ့ချိန်ပါပဲ။ဂျက်ကူဟာသူ့ရဲ့နားကိုကတ်သွားခဲ့ပြီးဒီစာရွက်တွေကိုဘာဖြစ်လို့လိုက်ဝင်နေရလဲဆိုတာကိုမင်းမြင်ခဲ့ပါတော့တယ်။ပီကေဟာသူ့ရဲ့ထူကြတဲ့ဒီယူလေးသိန်းနဲ့ပြန်လေဖြေချခဲ့ရမှာတော့သူမဒီနဖျားတွေနဲ့ပတ်သက်ပြီးရှင်းရှင်းစရာကိစ္စတွေရှိနေကြောင်းသူတို့ကသူကိုပြန်လည်ဆက်သွယ်ခြင်းမရှိသလိုရှားလို့လည်းမတွေးတော့တဲ့အတွက်အခုလိုကျုံညာစာရွက်တွေနိုင်ဝင်နေရတာဖြစ်ကြောင်းရှင်းပြခဲ့ပါတယ်။ဂျက်ကူကဘာဖြစ်လို့ခေါင်းပါအုတ်ထုပ်ကြီးစောင်းထားရတာလဲလို့ထပ်မဲ့မီးပြင်းခဲ့တဲ့ခါမှာတော့ပီကေကလူတွေအများကြီးခြားထဲမှာဖျားသခင်ကသူ့ကိုအလွယ်တကူညှိထွေးတအောင်လို့အဝါရောင်အုတ်ထုပ်ကိုစောင်းထားရတာဖြစ်ကြောင်းအဝါရောင်ကအဝေးကနေကြည့်ရင်တော့တိတာထင်ရှားလို့ဖြစ်ကြောင်းသူရဲ့ထူးဆန်းတဲ့တွေးခေါ်ကိုပြောပြခဲ့ပါတယ်။ဂျက်ကူဟာဒီလူဟာတကယ့်ကိုထူးဆန်းတဲ့လူတစ်ယောက်ပဲလို့မှတ်ချက်ချမိခဲ့ပါတယ်။နောက်တရက်မှာတော့ဂျက်ကူဟာရုံးကိုရောက်လာခဲ့တဲ့အခါအက်ဒီတာချုပ်ခိုင်းပြခဲ့တဲ့စိတ်တက်ကြနေတဲ့ခွေးတရင်ကိုရိုက်ကူးနေခဲ့ပါတယ်။စတူဒီယိုထဲမှာနောက်ခက်ခရိုမာကိုတုံးပြီးသူမဟာခွေးတကောင်ကိုပွေ့ချီကသတင်းတင်ဆက်နေတာလည်းဖြစ်ပါတယ်။ခွေးပိုင်ရှင်ဖြစ်တဲ့စစ်လူမျိုးတယောက်လည်းဘေးမှာပါဝင်နေခဲ့ပါတယ်။ခွေးလေးဟာပြီးခဲ့တဲ့လာနေငယ်အတွင်းမှာတက်သေးဖို့သုံးထိတဲ့တိုင်းကျူးစားခဲ့တယ်ဆိုတဲ့အတိတ်ပဲမရှိတဲ့သတင်းကိုဖတ်နေရင်းနဲ့ဂျက်ကူဟာဒေါသတွေထွက်လာခဲ့ပါတယ်။သူမဟာအစည်းအဝေးတက်ဆက်နေခဲ့တာကိုရပ်တန့်လိုက်ပြီးဒီလိုသတင်းမျိုးတွေကိုစပီးတော့မလုပ်ချင်တော့ကြောင်းသူမရဲ့ထက်လူကြီးချယ်ရီဘာဝါကိုတွားရအောင်ပြောဆိုခဲ့ပါတယ်။ချယ်ရီဘာဝါဟာအဲ့ချိန်မှာစတူဒီယိုထဲမှာစီးပွားရေးလုပ်ငန်းရှင်ကြီးတယောက်ကိုအင်တာဗျူးနေခဲ့ပါတယ်။ဂျက်ကူကပီကေဝင်းနေတဲ့နဖျားပြောက်ဆုံးနေတဲ့စာရွက်ကိုပြပြီးဒါဟာပူရောစိတ်ဝင်စားဖို့ကောင်းတဲ့သတင်းတစ်ခုဖြစ်ကြောင်းပြောပြခဲ့ပါတယ်။ဒါပေမဲ့ချယ်ရီဘာဝါကတော့ဘာသာရေးနဲ့ပတ်သက်တဲ့သတင်းတွေကိုလုံးဝစိတ်မဝင်စားခဲ့ပါဘူး။သူကသူ့ရဲ့တင်မကဒဏ်ရာတစ်ခုကိုပြတ်တာပြီးအရှင်တို့ကဘာသာရေးနဲ့ပတ်သက်တဲ့သတင်းတစ်ခုကိုတွားရောက်ယူစဉ်တုန်းကဘာသာရေးဆရာအပါစီရဲ့လူတွေကသူကိုလှန်နဲ့ထိုးခဲ့တာဖြစ်ကြောင်းဒါကြောင့်ဒီနိုင်ငံမှာဘာသာရေးနဲ့ပတ်သက်ရင်သတိထားရကြောင်း
ချက်ကူကိုသတိပေးစကားပြောဆိုခဲ့ပါဖျားသခင်ကတကယ်တွေးပါပဲသတင်းလုံးဝဲလို့ပြောဆိုပြီးချက်ကူရဲ့အကြံပြုချက်ကိုပေးချခဲ့ပါချက်ကူကတော့ပီကေရဲ့အကြောင်းကိုစိတ်ထဲကနေဖြောက်ပြက်လို့မရပါဘူးနှစ်ပတ်လောက်ကြာမြင့်သွားတဲ့အခါမှာတော့သူမဟာပီကေကိုဖျားเจ้าတစ်ခုရဲ့ပြင်ပမှာထပ်မံတွေ့ရှိခဲ့ပါပီကေဟာသူစီးလာခဲ့တဲ့ဖနက်စုံကိုစပိန်တော့နဲ့တိုင်မတွဲပြီးခတ်ထားခဲ့ပါအိမ်နောက်မှာတော့ဖျားเจ้าကအလူကန်ပုံးသားကိုတွားပြီးဇူးကျွန်းတစ်ခုနဲ့အလူကန်ပုံးတွေကပတ်စံတွေကိုထိုးပြီးတိုက်ယူနေခဲ့ပါဒါကိုဖျားเจ้าကဘုံတော်ကြီးကတွေ့ရှိသွားခဲ့ပြီးပီကေကိုအခုဆိုပြီးဝိုင်းဖိုင်ခဲ့ကြပါလူအုပ်ကြီးကပီကေကိုဝိုင်းပြီးတော့ထိုးချိတ်တော့မဲ့ချိန်ပါပဲချက်ကူဟာဂျားရဲကနေဝေပါပြီးပီကေကိုခက်ထင်ပေးခဲ့ပါသူမကပီကေဟာတခုထီအောင်မဟုတ်ကြောင်းသူမရဲ့ပတ်စံအိဟာအလူကန်ပုံးတဲ့ကိုပြုတ်ကျသွားခဲ့လို့ပီကေကကူပြီးတော့တိုက်ပေးနေတာဖြစ်ကြောင်းဒင်းငယ်ပြောဆိုခဲ့ပါသူမရဲ့ပတ်စံအိထဲမှာပတ်စံ9000ပါလာတယ်လို့လည်းပြောဆိုခဲ့ပါဘုံတော်ကြီးကအလူကန်ပုံးကိုဖွင့်ပြီးရှာဖွေချိခဲ့တဲ့အခါမှာတော့ချက်ကူပြောတဲ့အတိုင်းပတ်စံအိတစ်လုံးကိုတွေ့ရှိသွားခဲ့ပါတကယ်တော့အလားဟာချက်ကူကလူအုပ်ကြားထဲကနေခူးပြီးတော့ထိလိုက်တဲ့သူမရဲ့ကိုပိုင်ပတ်စံအိလည်းဖြစ်ပါဒီလိုနဲ့ပီကေဟာလူအုပ်ကြီးရဲ့ရန်ကနေလွတ်မြောက်ခဲ့ရပါဖျားเจ้าရဲ့ပြင်ပကိုရောက်ရှိလို့လာခဲ့တဲ့အခါမှာတော့ပီကေကချက်ကူကိုချီးစုတင်စကားပြောဆိုခဲ့ပါပီကေရဲ့ဘာပြင်ပေါ်မှာနဖျားပုံစတစ်ကာလေးတွေကတ်ထားခဲ့တာကိုချက်ကူကသတိထားမိသွားခဲ့ပြီးမိချိခဲ့တဲ့အခါမှာတော့ပီကေကဒါဟာခုခုကိုကာကွယ်တဲ့ဒီလင်းဖြစ်ကြောင်းလူတွေဟာနဖျားပုံရှိတဲ့နေရန်တွေကိုစီးမသွားကြသလိုသူမျက်နှာမှာနဖျားပုံရှိနေရင်ဘသူမှသူ့ကိုရိုက်ပါမဟုတ်ဘူးလို့ထင်မြင်နေခဲ့တာကြောင့်အခုလိုကတ်ထားခဲ့တာဖြစ်ကြောင်းပြောပြခဲ့ပါပီကေကပစံတွေကိုဘာဖြစ်လို့တက်ရတာလဲဆိုတဲ့မိကွန်းကိုတော့သူဟာဘုရားသခင်စီမှာကိစ္စတစ်ခုအတွက်ပစံတွေပြားကြီးအလှပေးခဲ့ပေမဲ့ဘာမှဒူကြမလာတဲ့အတွက်အခုလိုမျိုးပစံကိုပြန်ယူတာဖြစ်ကြောင်းထူးထူးဆန်းဆန်းရှိချခဲ့ပါအဲဒီနောက်မှာတော့ချက်ကူဟာသူမရဲ့တငယ်ချင်းစီကနေဖုန်းဝင်လာခဲ့တာကြောင့်အမြင်သွားဖို့ပြင်ဆင်ခဲ့ပါဒါပေမဲ့ဘုံတော်ကြီးကအလူကန်ပုံထဲမှာတွေ့ရတဲ့သူမရဲ့ပတ်စံအိထဲကပတ်စံတွေကိုဖျားကိုလူပြုတ်ဖို့ထားခဲ့ပါလို့ပြောဆိုကယူဆောင်သွားခဲ့တာကြောင့်သူမတစီကပေးဖို့ပတ်စံမရှိတော့တာကိုသတိရသွားခဲ့ပါဒီချိန်မှာပဲပီကေကသူခဏကနိုင်လာတဲ့ပတ်စံတွေတဲကချက်ကူကိုထုတ်ပေးခဲ့ပါလူတယောက်အိမ်ပြန်ဖို့အခက်ခဲဖြစ်နေတာကိုမြင်ရရင်ကျွန်တော်အနေနဲ့စိတ်မကောင်းဘူးလို့လည်းသူကပြောဆိုခဲ့ပါချက်ကူဟာပီကေရဲ့စည်ရင်စေတနာကိုညှိတွေ့သွားခဲ့ရပြီးသူအကြောင်းကိုပို့ပြီးတော့သိချင်လာခဲ့ပါပီကေဟာချက်ကူကိုနေရာတစ်ခုကိုခေါ်သွားခဲ့ပါအိန္ဒိယကတော့စီးမသွားရလို့ရည်သားထားခဲ့တဲ့နေရာတစ်ခုရှိမှာပါပီကေကအိန္ဒိယမှာတမင်တကာစီးပွားပြလိုက်ပြီးအနားမှာကင်းလဲနေတဲ့ရဲတွေရဲ့ဖမ်းဆီးခြင်းကိုခံခဲ့ပါတော့ချက်ကူကအန်ဝတ်တီနဲ့ဘာလို့ဖမ်းခံရတာလဲလို့မိလာခဲ့တဲ့ခါမှလဲပီကေကဂျေစကန်မှာဆိုရင်အခမဲ့အိဆက်ဖို့နေရရသလိုစားစရာလည်းရရှိတဲ့အတွက်ကြောင့်ဖြစ်ကြောင်းသူဟာဒီလီကဂျေစကန်တော်တော်များများရဲ့အချင်းထောင်တွေမှာတလက်စီတွာလာနေလေရှိကြောင်းရီရီမောမောနဲ့ပြောဆိုရှင်းပြခဲ့ပါပီကေတယောက်ရဲကားပေါ်ပတ်သွားခဲ့တဲ့ခါမှာတော့ချက်ကူဟာစကူရာလေးနဲ့အနောက်ကနေအိုက်သွားခဲ့ပါ